ကိုကျင့်တရားတဲ့ကိုကျင့်ရတဲ့တရားမို့ကိုကျင့်တရားပေါ့နော်အဲ့ဒါဒီကိုကျင့်တရားအကြောင်းလေးကိုပြောပြအောင်မယ်ဟိုတနေ့ကဘုံမရဲ့တပည့်တယောက်ကဘုံမဗျာတဲ့ကော်ဖီဆိုင်ကြီးတစ်ဆိုင်အရန်ကောင်းတာတဲ့ဈေးလည်းအရန်ကြီးတာတဲ့အဲ့ဒီဆိုင်ကိုလိုက်ကဦးမယ်ဗျာတဲ့ဆိုပြီးတော့အဲ့ဒီကော်ဖီဆိုင်ကိုသွားလိုက်တာအဲ့ဒါနဲ့ကော်ဖီဆိုင်လေးရောက်လဲရောက်ဟိုတော့ကော်ဖီမှားလိုက်တယ်မှားလိုက်တဲ့အခါမှာကော်ဖီကလာပို့သွားတယ်ဟာအဲ့ဒီကော်ဖီကိုကြည့်လိုက်တဲ့အခါမှာအငွေ့တလောင်းလောင်းနဲ့အနံ့ကလည်းကောင်းလိုက်တာမွေးပြီးတော့လှလိုက်တာပြင်သားဆင်သားတာလေးကိုလေနော်ကော်ဖီကွက်ကလေးရတန်ဖိုးကြီးတာလည်းမပြောနဲ့လေကွာလို့ပြင်သားဆင်သားတာလှတာကြီးကိုလို့အဲ့ဒါနဲ့ဘုံကတစ်ချက်လောက်ငုံလိုက်တခါလေးကလက်နဲ့အဲ့ဒီကော်ဖီကွက်ကိုထိသွားရောထိသွားတဲ့အခါမှာကော်ဖီကွက်ကမှောက်သွားရောအဲ့ဒီနေရာမှာပြောချင်တာကသူ့မှာအနံ့အရသာအပြည့်အစင်တန်ဖိုးကြီးမှားတော်လဲကျမ်းပြင်ပေါ်မှာဖိတ်ကြသွားတာတော့မှဘယ်သူမှရှာနဲ့မရက်ကြဘူးနော်ကော်ဖီဘလောက်ပဲကောင်းကော်ဖီဘလောက်ပဲအပြင်အစင်နေနဲ့လှတန်ဖိုးဘလောက်ပဲကြီးနေအခုအခါမှာကျမ်းပြင်ပေါ်ကိုရောက်သွားတဲ့အတွက်ဒီကော်ဖီရေဟာတန်ဖိုးမဲ့သွားပြီဒီလိုပဲလူတစ်ယောက်ဟာအဆင့်အတန်းကြီးမားတော်လဲဉာဏ်ပညာတွေပြည့်ဝတော်လဲရုပ်ရည်တွေချောမောပါတော်လဲကိုကျင့်တရားချွတ်ယင်းသွားရင်ဘယ်သူမှပေါင်းသိခြင်းမှာမဟုတ်တော့ဘူးနော်ဘယ်သူမှပေါင်းသိခြင်းမှာမဟုတ်တော့ဘူးဘယ်သူမှအားကိုးခြင်းမှာမဟုတ်တော့ဘူးဘယ်သူမှယုံကြည်ခြင်းမှာမဟုတ်တော့ဘူးဘယ်သူမှလက်တွဲခြင်းမှာမဟုတ်တော့ဘူးကိုကျင့်တရားမကောင်းတဲ့လူတစ်ယောက်ကိုဘယ်မိတ်ကောင်းဆွေကောင်းမှအားကိုးယုံကြည်ကြမှာမဟုတ်ဘူးစီးပွားရေးမှာလည်းလက်တွဲလှုပ်ရှင်ကြမှာမဟုတ်ဘူးဟုတ်တယ်မလားခုနကကော်ဖီတစ်ခွက်လိုပဲနော်ကော်ဖီတစ်ခွက်လိုပဲဒီကော်ဖီကမမှောက်ခင်မှာတော့တန်ဖိုးကြီးမားနေတယ်အပြင်စင်နေနဲ့အမတန်ကိုမှချောမောလှပနေတယ်ဒါပေမဲ့မှောက်သွားလို့ကျမ်းပြင်ပေါ်ရောက်သွားတော့အဲ့ဒီကော်ဖီရေတစ်ခွက်ဟာဘာတန်ဖိုးမှမရှိတော့ဘူးနော်ဘယ်သူမှရှာနဲ့လည်းကုန်းမရကြတော့ဘူးဟုတ်တယ်မလားအဲ့ဒီတော့လူတစ်ယောက်မှာရုပ်ဘလောက်ချောပညာဘလောက်တက်တန်ဖိုးဘလောက်ကြီးဘလောက်ပဲရှမ်းသာနေကိုကျင့်တရားမကောင်းလို့ကတော့အလကားပဲကျမ်းပြင်ပေါ်ရောက်သွားတာပဲကိုကျင့်တရားမကောင်းတာတစ်ချက်ထဲနဲ့ကိုယ့်ရဲ့ခုံပုတ်များစွာမြောင်းထဲကျသွားတာနော်ခုနကကော်ဖီတစ်ခွက်လိုပဲလေအနံ့အရသာတွေဈေးကြီးတာတွေအပြင်စင်ကောင်းတာတွေဟာကျမ်းပြင်ပေါ်မှောက်သွားတဲ့အခါမှာတန်ဖိုးမဲ့သွားတာပဲပေါ့ဟုတ်တယ်မို့လားတန်ဖိုးမဲ့သွားတာပဲ
ခုနကတော့ကော်ဖီကွက်ကလေးဟာယူလာတော့ကတော့အငွေတလောင်းလောင်းနဲ့တောက်ရှင်စရာလေးတန်ဖိုးကြီးမားနေတာအပြင်အစင်လေးနဲ့လှနေတာနောက်ပြီးတဲ့အခါကျတော့မှောက်သွားတဲ့အခါကျတော့ကျမ်းပြင်ပေါ်ရောက်သွားတဲ့အခါကျတော့ဒီကော်ဖီတစ်ခွက်ဟာဘာတန်ဖိုးမှမရှိတော့ဘူးနော်အဲ့ဒီကော်ဖီဟာနောက်တစ်ခွက်မှာရတာပဲဟုတ်တယ်မလားအဲ့ဒီလိုပဲနော်လူဆိုတာလေအဲ့ဒီကော်ဖီတစ်ခွက်လိုပဲအပြင်အစင်ဘလောက်ပဲလှလှနေဘလောက်ပဲတန်ဖိုးကြီးနေပါစေကိုကျင့်တရားမကောင်းလို့ရှိရင်ဘယ်သူမှမပေါင်းကြင်ကြဘယ်သူမှအာမကိုကြင်ကြဘယ်သူမှအယုံကြည်မရှိကြဘယ်သူမှစီးပွားရေးလက်တွဲကြမှာမဟုတ်ဘူးဟုတ်တယ်မလားအဲ့တော့ကိုကျင့်တရားဟာအမတန်မှကိုအရေးကြီးတယ်နော်လူတစ်ယောက်မှာနော်အမတန်မှကိုအရေးကြီးတာကိုကျင့်တရားမကောင်းလို့ရှိရင်ဒီဘဝမှာလည်းသူတော်ကောင်းတွေရဲ့ကျင့်ဖယ်ခြင်းကိုခံရမယ်ဒုက္ခတွေဆင်းရဲတွေကြုံတွေ့ရမယ်နောင်ဘဝမှာလည်းဆင်းရဲဒုက္ခတွေကြုံရမှာပဲဒါကြောင့်ကိုကျင့်တရားဆိုတာအမတန်မှကိုအရေးကြီးတယ်အမတန်မှကိုအရေးကြီးတယ်နော်ဟုတ်တယ်မလားတက္ကရာမပေါင်းသူတော်ကောင်းတွေလူတယောက်မှာကိုကျင့်တရားမကောင်းလို့ရှိရင်ဘယ်နေရာပဲရောက်ရောက်ဘယ်သူမှယိုသည်လေးစားကြမှာမဟုတ်ဘူးမယုံမရှိနဲ့ဗျာဟုတ်တယ်မလားအခုဖုံဖုံမျိုးသက်တဲ့အရှင်ကုမာရတောင်ကိုပြောတာကိုအားလုံးဒကာဒကမအပေါင်းသူတော်ကောင်းတွေတေးချာချာစဉ်းစားကြည့်ကိုကျင့်တရားမကောင်းတဲ့လူတယောက်ကိုဘယ်သူမှယိုသည်လေးစားကြမှာမဟုတ်ဘူးမှတ်ထားနော်အဲ့ဒါလေးကိုအမြဲတမ်းမှတ်ထားနော်ဘယ်သူမှယုံကြည်အားကိုးကြမှာမဟုတ်ဘူးကိုကျင့်တရားမကောင်းတဲ့လူဒါလေးကိုတစ်ချက်မှတ်ထားကိုကျင့်တရားမကောင်းတဲ့လူကိုဘယ်သူမှယိုသည်လေးစားကြမှာမဟုတ်ဘူးဘယ်သူမှယုံကြည်အားကိုးကြမှာမဟုတ်ဘူးဒီဘဝမှာလည်းအစိမ်မပြေတယ်လို့နောင်ဘဝတွေမှာလည်းအစဉ်ပြေမှာမဟုတ်ပါဘူးဒါလေးကိုပဲတစ်ချက်မှတ်နော်ဒါလေးကိုပဲတစ်ချက်မှတ်ပြန်ပြောမယ်နော်ကိုကျင့်တရားမကောင်းတဲ့လူကိုဘယ်သူကမှယိုသည်လေးစားကြမှာမဟုတ်ဘူးဘယ်သူကမှယုံကြည်အားကိုးကြမှာမဟုတ်ဘူးဒါလေးပဲမှတ်လိုက်ဒါကြောင့်ဘုံဘုံတရားဟောတဲ့အခါမှာအားလုံးတရားဓမ္မအပေါင်းသူတော်ကောင်းတွေနားလည်ကြမှာပါဘုံဘုံဆိုလို့ချင်းလူတယောက်ကိုကျင့်တရားစိတ်သက်ပိုင်းဆိုင်ရာပဲဘုံဘုံဟောတာများတယ်နော်အဓိကစိတ်သက်ကအဓိကပဲပထမပဲနော်ပထမပဲဒါကြောင့်ဘုံဘုံတပည့်တရားဓမ္မအပေါင်းသူတော်ကောင်းတွေကိုစိတ်ကောင်းမွေးကြနော်စိတ်ကောင်းမွေးကြကိုကျင့်တရားကိုတန်ဖိုးထားကြကိုကျင့်တရားကိုတန်ဖိုးထားကြဒီကိုကျင့်တရားကိုကောင်းအောင်ထိမ့်သိမ့်ကြပြုပြင်ကြကိုကျင့်တရားကိုမပြည့်စည်စေနဲ့ဘုံဘုံအမြဲတမ်းပြောရယ်နော်လူတယောက်ကဘလောက်ပဲရုပ်ချောနေနေပတ်စံရှိနေနေအပြင်စင်နေဘလောက်ပဲလှနေနေကိုကျင့်တရားမကောင်းရင်အလကားပဲမြောင်းထဲရောက်တာပဲဘယ်သူမှယိုသေးလေးစားကြမှာမဟုတ်ဘယ်သူမှယုံကြည်အားကိုးကြမှာမဟုတ်ဘူးနော်အဲ့ဒါလေးကိုအားလုံးဒကာဒကမပေါင်းသူတော်ကောင်းတွေတေးချာချာလေးမှတ်ထားကိုကျင့်တရားကိုတန်ဖိုးထားကြပါကိုကျင့်တရားမကောင်းရင်ဘယ်သူမှယိုသေးလေးစားကြမှာမဟုတ်ဘူးဘယ်သူမှ